လူမျိုးသားကောင်တွေလူမိုက်လို့တော့မခံဘူးကြောက်ပွင့်မိုက်တော့ပဲလူမိုက်ကြောက်ပွင့်ဆိုတာကျုပ်ပဲလူမိုက်လှုပ်ချင်လို့လုပ်ရတာမဟုတ်ဘူးကျုပ်တို့မြန်မာအမျိုးသားတွေကလူမိုက်တွေမရှိရင်လူမျိုးသားလူမိုက်တွေပေါ်လာလိမ့်မယ်တနေ့ကနေ့ရန်ကုန်စိတ်ကန်းကုံစိမ်းတံမှန်များစိုက်ကပ်ထားရနေရသို့တံမှန်ကလေးတစ်စင်းအားအခြားသောလေတံမှန်များကလှမ်းမြော်ကြည့်ရှုကြကုန်ပါလေအချိန်ဟာမနက်စောစောဖြစ်လို့ရာသီဥတုကလည်းနှင်းများမြူများဆိုင်သောစောင်းဥတုဖြစ်ပေရာလာရောက်စိုက်ကပ်မဲ့တံမှန်ကလေးအားတဲခွဲစွာမမြင်ကြရပေတို့ရရင်ထိုတံမှန်ကလေးလော်ခတ်လာသည်ကိုမူအားလုံးလူသိနေကြပါလေအဘဲကြောင့်ဆိုတော့ထိုတံမှန်ကလေးရဲ့ဥပိုင်းမှာအော်လန်ကြီးပါသောဓာတ်ဆက်တစ်လုံးဖွင့်၍လာတာကြောင့်ဖြစ်ပါလေဒါယာနာပြောဝေကောင်းသောတခြင်းတစ်ပုဒ်ကိုကမ်းနားစိတ်ကလူများကကြားနေရပြီဖြစ်ပါလေဓာတ်ဆက်ဖွင့်၍လာသောတံမှန်ကလေးဟာမြူများကြားကနေတဖြည်းဖြည်းထင်ပေါ်လာပါလေတခြင်းတန်ကလည်းနီးတဲ့ထက်နီးလာပါလေစိတ်ကမ်းမှာစိုက်ကပ်ထားတဲ့ဂုံစိမ်းတံမှန်များမှာလူများကထိုဓာတ်ဆက်ဖွင့်၍လာသောတံမှန်အားစောင့်မျှော်ကြိုးစိုးနေတဲ့ကဲ့သို့ရှိပါလေဇတ်ထုတ်တံမှန်လာပြီဟေးဟူ၍တူကိုတူအော်ဟစ်သတင်းပေးကြပါလေမပြောကြိုင်များတင်ထားသောတံမှန်တစ်စီးကမိမငယ်တူကမူတံမှန်ပေါင်းမိုးတွေကနေအပြင်ကိုထွက်ခါခါကိုထောက်လျက်ဓာတ်ဆက်တံမှန်စီကိုမကျေနပ်သောမျက်နှာနဲ့လှမ်း၍ကြည့်ကဟွန်းလူလေကြီးလာပြီဟိုတခါပြီးလဲမပြီးပဲနဲ့တို့လိုတန်းတန်းကြီးလှုပ်သွားတယ်ဒီကလူတွေမှာတော့ဆက်နေငင်ငင်ဖြစ်ပြီးကြံခဲ့ရတယ်လို့လေအပြစ်တင်လိုက်ပါတယ်ထိုအချိန်မှာပင်ဓာတ်ဆက်တံမှန်ကလေးဟာရွှေမြို့တော်စံများမချားမြစ်တာပို့တာလျက်ပါဆက်ခါရက်မကြာစီးစိမ်ဒိုးလို့ရွှေမိုးငွေမိုးသွန်းဖြိုရွာပရိတ်သက်မျော်စဲခါတက်ဆွမ်းသမျှပညာအလိုကျစူကမှာအခုညတော့ရွှေပွဲလာဟုသောနိုင်ငံကျော်မင်းသားကြီးဖျားတကဥပိုးစိန်တီဆိုထားတဲ့ဩရိဒကဗျာတင်းမြတ်တာတခြင်းကိုဖွင့်လျက်စိုက်ကပ်လာပါတယ်စိတ်ကမ်းမှာစိုက်ကပ်ထားသောဂုံသိန်းတံမှန်များကလူများလေးမင်းသားကြီးဥပိုးစိန်ရဲ့ဩရိဒကဗျာတင်းမြတ်တာတခြင်းကိုအလွတ်ရနေကြပြီးဖြစ်ပါလေထို့ကြောင့်ထိုတခြင်းရဲ့အပိုက်တစ်ပိုက်ကိုဝိုင်း၍တံမြိုင်တီဆိုကြပါလေစိန်ဝစီယာစိန်ဝစီယာစိန်ဝစီယာအားဆိုင်လို့သာအများကြိုက်ဖို့ရာတင်သောတင်္ကာမှာထို့နောက်တမန်တော်တို့ဟာဇတ်ထုတ်တဲ့မောင်ကြောက်ပွင့်လို့ဝိုင်းဝန်းအော်ဟစ်နှုတ်ဆက်ကြကုန်ပါလေမောင်ကြောက်ပွင့်လဲတမန်ကကျိုးစာတစကိုငပြောလီဘော်ကိုလှမ်း၍ပြစ်ပေးလိုက်ရာငပြောလီဘော်ကမင်းမငယ်ကကျိုးကိုဖမ်းလိုက်ရင်ဟင်းဟိုတစ်ခေါက်ကတို့လိုတန်းလန်းကြီးလှုပ်သွားတယ်ဒီမှာပြင်ဆက်နေငင်ငင်ကြီးလို့ပြောဆိုကမောင်ကြောက်ပွင့်ရဲ့တမန်ကျိုးကိုငုံမှာဘူးသီးလက်ခတ်ချီနှောင်ပေးလိုက်ရင်မောင်ကြောက်ပွင့်အားမျက်စောင်းတစ်ချက်ထိုးလိုက်ပါလေမောင်ကြောက်ပွင့်ကလည်းခေါင်းကိုပေါင်းထားတဲ့တပတ်ကိုထုတ်ပြီးမျက်နှာကိုတုပ်ရင်းစိတ်မဆိုးပါနဲ့လုံမလေးရဲ့အဲ့ဒီခေါက်တုံးကဓာတ်ပြားကအပြည့်စုံမပါဘူးမြို့ကိုလာရတာကလည်းကြက်တူရွေးတစ်စိတ်ဓာတ်ပြားဂျေးချွတ်စီဝယ်ဖို့လာခဲ့ရတာအခုတော့လုံမလေးကြိုက်တာပြောကြိုက်ထီးရိုးဇက်ထုတ်နားထောင်မလားတိတ်ကောင်းတာဒရာယုံအောင်မြတ်ရင်လည်းပါလေဟေးအဆူရောအငူရောတိတ်ပြီးပိုင်တာပဲလို့ပြောလိုက်ပါတယ်ဘာဆက်ထုတ်ပဲဖြစ်ဖြစ်ပါအစကနေအဆုံးပြီးအောင်လုပ်ရင်ကောင်းတာပေါ့တော့ဇက်ထုတ်ကဘလောက်ပဲကောင်းကောင်းမပြီးပဲနဲ့တို့လိုတန်းတန်းကြီးထားသွားမယ်ဆိုရင်တော့ဒီကမကြိုက်ဘူးတော်လို့ငပြောလေဘော်ကမင်းမငယ်ကပြန်ပြီးပြောလိုက်ပါလေထိုအချိန်မှာအခြားသောလေများတံမှန်များဘော်ကလူတူကမောင်ကြောက်ပွင့်အားဟေးမောင်ကြောက်ပွင့်ကြိုက်ထီးဦးဇက်ထုတ်မှာမင်းသားလို့တာဘာလို့လဲကွာလို့လှမ်းပြီးမေးလိုက်ပါလေဒရာယုံအောင်မြတ်ရင်လေဗျာလို့မောင်ကြောက်ပွင့်ကပြန်ပြီးပြောလိုက်ပါလေအဆိုအပြောတေလေးကောင်းပါလားမောင်ကြောက်ပွင့်ရဲ့လို့သူကပြောပြန်ပါလေကောင်းစုဗျာအောင်မြတ်ရင်ကမင်းသားတရေလေးအောင်စင်ရဲ့တမိတွေဗျာအတန်မောတော့မျိုးတယ်ယူနေလာတာတွေပေါ့ဗျာလို့မောင်ကြောက်ပွင့်ကပြန်ပြီးပြောပါတယ်ထိုခါ၌တင်းမောဒီတန်မမလူကမောင်ကြောက်ပွင့်အားမောင်ကြောက်ပွင့်ဓာတ်ပြားတစ်တွေဘာတွေဝယ်စရာရှိလဲစိုးစိုးဝယ်ထားကွစိုးစိုးကမင်းပြောတယ်ကြက်တူရွေးတစ်စိတ်ဓာတ်ပြားကြီးချွတ်စေးတို့ဘာလို့လဲအလုံးတော့ဝယ်ထားကွညကြရင်ငါတို့နားထောင်မယ်ကွလို့လှမ်းပြီးပြောပါတယ်အဲ့ဒါပြောမလို့ပဲဗျို့ဓာတ်ပြားလဲအလုံးတော့ပါတယ်ကြီးချွတ်စေးလဲအလုံးတော့ပါတယ်ဓာတ်ဆက်အလဲပါတယ်ထိုင်းမေတန်ဘက်ကမကောင်းတော့ပြင်းတဲ့ဆိုင်သွားပြီးပြင်ရအောင်မေဗျနှစ်ရက်တောင်ကြာမှလို့မောင်ကြောက်ပွင့်ကပြောလိုက်ရာတမန်သမားများကလှုပ်ပြီလို့ဗျိုင်းလူပြောလိုက်ကြပါတယ်ခင်ယန်းဒီတမန်ကလူတယောက်ကမူဒီညလာစမ်း3ရက်နေဗျမိုးမှာလာကလေးကလည်းသားမစွန်းတို့ကွေးလေးပေါ်နေမှာနှင်းလေးတွေကလည်းကြက်အဲ့ဒီအချိန်မှာကိုကြောက်ပွင့်ရဲ့တမန်ကဇက်ထုတ်ကောင်းကောင်းလေးကိုပွဲသားကြီးဦးစံပရဲ့ပွဲရုံကရွှေဖီမိုးလိုလက်ဖက်ချောက်ခတ်ထားတဲ့ရင်နွေးချောင်းနဲ့ဇင်ခံရမလားမှတ်တယ်ဗျာ
ကိုကြောက်ပွင့်လုံးလည်းမဖြစ်ဒီလိုကြီးပဲအရသာပြတ်လိုက်တာလို့ညှဉ်းညူလိုက်ရာကြံသောတန်ပန်များကပါဝေါကနေဝိုင်း၍ရီးလိုက်ကြပါတယ်ငပြောတန်ပန်ပေါ်ကမိမငယ်ကမူသူကဒီလိုကြီးပဲအရသာပြတ်အောင်အမြဲတမ်းလုပ်တတ်တယ်လို့လှမ်း၍ရန်တွေ့ပါတယ်ထိုအခါကျမှပင်မောင်ကြောက်ပွင့်ကအလကားကြည်စားတာပါဗျာတန်ပန်လည်းမပြတ်ပါဘူးဓာတ်ပြားလည်းအပြည့်စုံပါပါတယ်အဲ့ဆိုတာကတော့3ဘူးတောင်ရှိတယ်ကြီးချွတ်သေးကလည်း2ပလင်းတောင်ရှိတယ်ဗျာခမရတို့တန်ပန်နေအားလုံးမိုးအလင်းနားထောင်စီရမယ်လို့ပြောလိုက်မှပင်ကုံစိမ်းတန်ပန်သမားများကဒီလိုလုံဆန်းမှာမောင်ကြောက်ပွင့်ရဲ့လို့ဝိုင်း၍အော်ဟစ်ကြကုန်ပါလေမောင်ကြောက်ပွင့်ကလည်းအနီးမှာရှိတဲ့ငပြောတန်ပန်ကမျက်စောင်းတစ်ခဲခဲလုံနေတော့မင်းမငယ်အားတန်ပန်နဲ့တကွဓာတ်ဆက်ကိုပါအနှံပြီးလွယ်ကလေးကိုလွယ်ကတန်ပန်ပေါ်ကဆင်းပြီးကမ်းပေါ်တက်သွားပါလေထိုအချိန်က၎င်းမောင်ကြောက်ပွင့်ကဲ့သို့မြေရိုးတစ်လျှောက်မှာရှိသောကြီးရွာများအားလှည့်လည်ပြီးငွေကောက်ခံကဓာတ်ဆက်သချင်းဓာတ်ဆက်ဇတ်ထုံများဇက်လန်းများကိုဖွင့်ပြီးအသက်မွေးဝမ်းကြောင်းပြုသောသူတို့လည်းမြစ်ဝါကျွန်းပေါ်ဒေသများ၌ရှိခဲ့မှုပါသည်၎င်းမောင်ကြောက်ပွင့်အထက်မှာပြောဆိုခဲ့သလိုဓာတ်ပြားကြီးချွတ်စီဆိုဒီမှာလေဓာတ်ပြားများဟာဖွင့်မှန်များတဲ့အခါဓာတ်ဆက်ဖွင့်သောသူဟာဓာတ်ဆက်အကိုပထမဆုံးစစ်ဆေးရပါတယ်ဓာတ်ဆက်တုံးလျင်လည်းဤကဲ့သို့ဖြစ်တတ်ပါတယ်ထို့ကြောင့်ဓာတ်ဆက်အလည်းမတုံးပါပဲလျက်အတန်မကြည်လင်ဖြစ်သောအခါများ၌ဓာတ်ပြားကြီးချွတ်စီကိုအသုံးပြုရပါတယ်ထိုခေတ်ကာလကဓာတ်ပြားကြီးချွတ်စီရောင်းသောဆိုင်မြောင်များရှိတဲ့ကဲ့သို့ကြီးချွတ်စီများလည်းအစိတ်မျိုးမျိုးနဲ့ထွက်ခဲ့ပါတယ်ထိုကြီးချွတ်စီများနဲ့ကြက်တူရွေးတစ်စိတ်ကြီးချွတ်စီမှမူလူသည့်အများဆုံးနဲ့လူသုံးအများဆုံးဖြစ်ပေရာယခုခေတ်ငယ်ရွယ်သူများအနေနဲ့ဗဟုသုတရစီရန်အတွက်ကျွန်ုပ်အနေနဲ့နှစ်ပေါင်းများစွာသိသိထားတဲ့ဓာတ်ပြားကြီးချွတ်စီကြော်ညာလေးတစ်ခုကိုစေတနာရှိထား၍ထည့်သွင်းဖော်ပြလိုက်ရပါတယ်ညပိုင်းကိုရောက်ရင်မောင်ကြောက်ပွင့်ဟာ၎င်းရဲ့ဓာတ်ဆက်ကိုတန်ပတ်ပေးပါလေအနီးနားမှာရှိတဲ့တန်ပန်များလေးတချင်းသားထောင်ရန်အတွက်အသင့်ပြင်နေရပါလေမြူနှင်းများကလည်းအုံဆိုင်နေသဖြင့်တန်ပန်များပေါ်ကလူများဟာစောင်းများခြုံထားကြပါလေလာကလေးမှာနှင်းမုံများကြားကနေမှုံဝါးဝါးလင်းအောင်ပြီးရရှိပါလေခရမ်းနီးတန်ပန်ပေါ်ကလူကမောင်ကြောက်ပွင့်အားဘယ်လိုလဲကိုလူရဲ့မြန်မြန်လှုပ်ဆမ်းမှာနားထောင်ကြလာပြီဟူ၍လှမ်း၍ပြောလိုက်ပါလေမောင်ကြောက်ပွင့်ကလည်းနားထောင်ရမှာပေါ့ဗျာဒီမှာဓာတ်ဆက်ကိုတန်ပတ်ပေးထားလို့ရှိသေးတယ်ဗျလို့ပြန်ပြီးပြောလိုက်ပါလေထိုအချိန်၌မြက်လေဘက်စီကတရောတန်ကလေးကိုအားလုံးလိုကြားလိုက်ကြရပါတယ်တရောသမားဟာတရောရဲ့ဘယ်တန်ကျူးများကိုအသုံးပြုပြီးထိုးလိုက်ခြင်းကြောင့်တရောတန်ဟာခတ်အော်ကြီးထွက်နေပါတယ်တို့ရရင်လက်ပေါက်စိတ်ချင်းဘိုးတန်ကောင်းခြင်းအရှိုက်အဟိုက်ကောင်းခြင်းတို့ကြောင့်တရောတန်နဲ့မတူပဲငွေနှင်းကြီးကိုဆွဲဆွဲငင်ငင်မှုန့်နေတာတဲ့သာတူနေပါတယ်ထိုအတန်မျိုးဟာလူတို့ရဲ့ဘဝင်ကိုတနည်းတစ်ပုံအားဖြင့်လှုပ်ခတ်နိုင်စွမ်းရှိနေရာမောင်ကြောက်ပွင့်ဓာတ်ဆက်ကိုနားထောင်ရန်အသင့်ဖြစ်နေသောနားပေါင်းတို့ဟာရေလေစီကစောင်းနေတဲ့အတူလွင်မျောလာတဲ့ဝေနေကြီးရဲ့အတန်နဲ့တူသောတရောတန်စီကိုနားဆွနေကြပါတယ်တရောတန်ဟာနီးတဲ့ထက်နီးလာပါတယ်ထိုတို့နီးလာရခြင်းဟာတရောသမားဟာဘောက်တူလေးတစ်စီးပေါ်မှာလိုက်ပါရင်တရောထူလာတာကြောင့်ဖြစ်ပါတယ်တရောသမားရဲ့လက်တံဟာကောင်းလွန်တာကြောင့်တန်ပန်များပေါ်ကလူများဟာတရောတန်လာရာမြစ်လေစီတို့လေတိုင်းများဆန်တန်းကမျောလင့်နေကြပါသည်တရောတန်ဟာဒဇဒဇနီးလာပါလေထိုတို့နီးလာတဲ့နဲ့မျှနားထောင်ရသူအဖို့ပူ၍နားရတာရှိလာပါလေတဖန်တရောတန်နဲ့အတူအတန်ဝါဝါကြီးနဲ့ပိုင်ပိုင်နိုင်နိုင်စီဆိုလိုက်တော့တချင်းတန်ကိုပါကြားရပါလေတရောသမားပါလာသောဘောက်တူလေးဟာကုံစိမ်းတန်ပန်များစိုက်ထားရာကြားကိုခေါင်းထိုးပြီးဝင်လာပါလေဘောက်တူလေးရဲ့ပဲ့ပိုင်းမှာလူတစ်ယောက်ကလှော်ခတ်ပြီးဥပိုင်းမှာမုတ်စိတ်မွေးပပြိုင်မွေးများထူထပ်လာသောလူကြီးတူကပစစ်တုပ်ထိုင်လျက်ဟွန်ဒီယောကိုထိုးရင်လိုက်ပါလာတာကိုလည်းလာရောင်အောက်မှာမှုံဝါးဝါးတွေ့မြင်ရပါတယ်၎င်းတို့တီဆိုနေသောတချင်းတန်ကိုဘောက်တူဘော်ကတရောသမားကြီးကအတန်ဝါအတန်အောကြီးနဲ့တီဆိုရင်းလိုက်ပါလာခြင်းဖြစ်ပါတယ်ဘောက်တူစိုက်ကလာတဲ့အခါထိုလူကြီးဟာလွန်စွာကြီးမားသောလွယ်ကြီးကိုလွယ်လျက်၎င်းရဲ့ဟွန်ဒီယောကြီးကိုကိုင်ကဘောက်တူဘော်ကဆင်းပြီးကမ်းပေါ်တက်သွားပါတယ်ထို့နောက်ရင်နံစီမီးကွက်ကြီးကိုထမင်းအိုးဟင်းအိုးနဲ့အတူရွက်၍လာသောထမင်းသည်မိမတို့ကတန်ပန်များဘက်ကိုလှည့်ကာထမင်းနဲ့ဟင်းစုံပါတယ်ကြက်သားဝက်သားစိတ်ကလေးစားငပိကျက်ငါတလောက်ပေါင်းချမောင်ကျော်ဟူ၍အော်ဟစ်လိုက်ပါလေထိုအခါတရောသမားလူကြီးကထမင်းနဲ့ချမောင်ကျော်လေးတပြားဖို့တော့ပေးပါဗျာလို့အိတ်ထဲကပတ်စံတပြားကိုကြိုးစားပန်းစားရှာဖွေလျက်ပေးလိုက်ရာထမင်းသည်မိမငယ်ကတပြားဖို့ဆိုရင်ပကံနဲ့မကျွေးနိုင်ဘူးလို့ဈေးတွေကပြောလိုက်ပါလေဖက်တယ်ပဲပေးပါလို့တရောသမားကြီးကပြောလျင်
ထမင်းတယ်မိမဟာ၎င်းရဲ့ထမင်းပန်းကြီးကိုချပြီးငပြောရွက်ပေါ်မှာထမင်းပုံကထိုထမင်းပုံပေါ်မှာချင်းမောင်ကျော်အနေငယ်ကိုထက်၍ပုံပေးလိုက်ပါလေထို့နောက်ထမင်းပန်းကိုရွက်၍ထွက်သွားပါလေတရောသမားကြီးမှာမူစောင့်ကြောင်ထိုင်လျက်ထမင်းကိုမင်းချက်စွာစားရင်ကြံရစ်ခဲ့ပါလေထို့နောက်တွင်ကတရောသမားကြီးဟာကန်းသားဆက်ကိုဆင်းကလက်ကိုဆေးလျက်၎င်းရဲ့လုံကြီးနဲ့ပင်လက်ထုတ်လိုက်ပြီးတဲ့နောက်ထိုနေရာကထွက်ခွာသွားပါလေတရောသမားကြီးထွက်သွားပြီးများမကြာမီမှာပင်ကြိုက်ချင်ချင်းဓပြားသချင်းတန်ဟာလေတာယာငြိမ်ချောင်းစွာထွက်ပေါ်လာပါလေတချင်းတန်ဆုံးသွားသောအခါတန်ပံပေါ်ကနားထောင်နေတဲ့လူများကတိတ်ကောင်းတယ်တိတ်ကောင်းတယ်ဟမ်မာဒီစပယ်အောင်တိတ်ကောင်းတာပဲလို့လက်ခုပ်တီးဩဘာပေးကြပါလေဟမ်မာဒီစပယ်အောင်ဆိုဒီမှာထိုခေတ်ထိုကာလကနာမည်လွန်စွာကြီးသောတေးသံရှင်တူဖြစ်ပါလေထိုခေတ်ကိုသိမြင်ခြင်းမရှိတဲ့သောလူငယ်များအတွက်ဟန်ကုမ္ပဏီကြော်ညာမှကြော်ညာခဲ့သောဟမ်မာဒီစပယ်အောင်ရဲ့ကြော်ညာတက်ပုံကိုရှာဖွေတင်ပြပေးလိုက်ရပါလေထိုအချိန်၌ဆူလမန်ဟူသောမုတ်စိတ်မွေးတဲ့လူတစ်ယောက်ကမြမာ၃ယောက်ကခြံရလျက်မောင်ကျောက်ပွင့်တို့ရဲ့တမန်စိုက်ကထားရနေရာစီကိုရောက်ရှိလာပါတယ်ဆူလမန်က၎င်းရဲ့တပည့်မြမာတစ်ယောက်ဟာဟေးမျိုးကြီးဒီတမန်နေမှာပတ်စံကောက်ပြီးပြီလားလို့မေးလိုက်ပါတယ်မျိုးကြီးကလည်းမကောက်ရသေးပါဘူးဆရာကြီးလို့ပြန်ပြီးပြောပါတယ်မင်းတို့ကတဲလဲပေါ့ရတာကိုကွာလို့ဆူလမန်ကပြန်ပြီးပြောပါတယ်ဒီတမန်တွေကနေဝင်မှစိုက်လာကြတာဆရာရဲ့လို့မျိုးကြီးကဆင်ကြီးပေးပါတယ်မင်းတို့ပြောလိုက်ရင်ဒီလိုလေးကြီးပဲစင်ကြီးစင်လက်တွေနဲ့လို့ဆူလမန်ကကျိမ်းမောင်းလိုက်ပါတယ်ဆူလမန်ဆိုသူဟာထိုနေရာတစ်ဝိုက်မှာမိုက်ကြီးခွဲပြီးစားနေတော့လူမိုက်တူဖြစ်ပါတယ်၎င်းဟာဂက်ကိုလည်းငွေပေးပြီးပေါင်းထားသဖြင့်မိုက်ချင်တိုင်းမိုက်နိုင်ခွင့်လိုင်စင်ကိုရထားပြီးတကယ်လို့ရှိပါတယ်၎င်းရဲ့တပည့်များဟာတံပံများစိုက်ကလာတဲ့အခါ၌ညီသည့်အခချင်းငွေလို့ခေါင်းစဉ်မတိုက်ဖဲငွေများကိုလိုက်လံကောက်ခံပါတယ်မပေးသောတံပံများအားရိုင်မောင်းပုံမောင်းလုပ်ပြီးစိတ်ကမ်းမှာစိုက်ခတ်ခွင့်မပြုဘဲမောင်းထုတ်တတ်ပါတယ်တခါတရံမှာဆူလမန်ဟာညာဦးဝိုင်းမှာအရက်ကလေးကိုရေချင်းကဲ့ရုံမြတောက်ပြီးရင်တမန်စိတ်ကိုဆင်းပြီးလာကပျော်ပါးရန်အတွက်မိမပြက်များကိုကိုယ်တိုင်ကိုကြရှာဖွေတတ်ပါတယ်မိမပြက်များမှာလဲညီတို့ဖြစ်သည်မသိတခါတရံ၌ကုန်းပေါ်တွင်ကြက်မစားပဲရေလေကောင်တမန်နဲ့ကြက်စားတတ်တာလေးရှိပါတယ်ယခုလဲဆူလမန်ဟာပျော်ပါးရန်အတွက်ပျော်ဘက်ရှာရန်တမန်စိတ်ကို၎င်းရဲ့တပည့်ရောမျိုးကြီးတန်းရွှေစမ်းအောင်ဆိုတဲ့လူ၃ယောက်နဲ့အတူတိုင်းငန်းလှည့်လည်လာခြင်းဖြစ်ပါတယ်ဆူလမန်ဟာ၎င်းရဲ့တပည့်မျိုးကြီးအားတမန်များစီတို့မိုက်ကြီးကောက်ခံရန်ဆေလွတ်ပြီးတဲ့နောက်၎င်းကိုယ်တိုင်ကမူငပြောသည့်တမန်အားမျက်စိကျနေပါတယ်ငပြောသည့်တမန်ရဲ့နောက်မီးမှာမင်းမငယ်တူဟာသပင်နောက်တွဲကလေးထုံးလျက်ထိုင်နေတာကိုကောင်းစွာမြင်ရပါတယ်ထိုမိန်းကလေးမှာမောင်ကျောက်ပွေအားရန်တွေ့ခဲ့သောမိန်းကလေးပဲဖြစ်ပါတယ်ဆူလမန်ဟာထိုမိန်းကလေးရှိရာတမန်စီကိုဆင်းလာပါတယ်မိန်းကလေးရဲ့ဖခင်ဟာရင်နွေးချမ်းအိုးတင်နေရာကနေမုတ်စိတ်ဖွာပါစိတ်တော်ဝါကဲ့သို့သောအကြည့်ဆိုးလာတဲ့လူတို့ဟာ၎င်းရဲ့တမန်စီသို့ဆင်းလာခြင်းအတွက်ကြက်တည်းမင်္ဂလာမရှိလို့ယူဆကာရန်တော်နိမိတ်တံအဝမင်္ဂလင်းစာအစရှိသောပရိတ်တော်ကိုရွတ်ဆိုပါတယ်ဆူလမန်ဟာလေပေါ်တက်ခဏနေ၌အဖိုးကြီးဘာတွေရွတ်နေတာလဲလို့လှမ်း၍ပြီးပါတယ်အဖိုးကြီးကတစုံတရာပြောဆိုခြင်းမပြုဘဲဘာကိစ္စလဲလို့မေးလိုက်ပါတယ်တော်တော်ရိုင်းတဲ့အဖိုးကြီးပဲကျုပ်လိုပုဂ္ဂိုလ်တို့ခမားလေပေါ်ကိုလာပြီးလေတာခမားအတွက်ဘလောက်ဂုဏ်ရှိသွားတယ်ဆိုတာမသိရှာပဲကိုလို့ဆူလမန်ကပြောလိုက်ပါတယ်ကျုပ်ဘာကိုမှမလိုချင်ဘူးငါပြောသည်ရောင်းဖို့လာတာငါပြောသည်ရောင်းပြီးရင်ကျုပ်လို့ပြီးတာပဲလို့အဖိုးကြီးကခက်ပြက်ပြက်ပြန်ပြောလိုက်ပါတယ်ထိုအခါ၌ဆူလမန်ရဲ့တပည့်မြန်မာလူကအဖိုးကြီးအားတဲခက်တဲ့အဖိုးကြီးပဲဆရာဆူလမန်ကြောင့်ခင်ဗျာမကြားဘူးထင်တယ်လမ်းမတော်ဘက်မှာဖိုးတို့အနောက်ပိုင်းမှာဘိုးစင်ဘိုးတစ်ထောင်မှာငမိုးတို့ဖုံးကြီးသလိုဟောဒီကာနာပိုင်းတန်ပန်ဒီမှာဆရာဆူလမန်နဲ့စကားကိုကြည့်ပြောဖို့ကြီးအသက်ကြီးလာမှအသားနာနေဦးမယ်လို့ပြောလိုက်ပါတယ်ထိုအခါဆရာဆူလမန်ဆိုသူကမင်းတို့ကလည်းကွာဒီလိုမပြောပါနဲ့ဟိုတန်ပန်နောက်မှာထိုင်နေတဲ့ညီမလေးနဲ့မိတ်ဆွေဖြစ်ချင်လို့လာခဲ့တာပါငါ့ကိုတိတ်ပြီးကြောက်သွားပါဦးမယ်လို့ပြောလိုက်ပါတယ်တမန်သမားများဟာလူမိုက်ဆူလမန်နဲ့၎င်းရဲ့တပည့်များကမိမိတို့နဲ့ဈေးရောင်းပေါ်ရောင်းပဲဖြစ်သောငပြောတန်ပန်ပေါ်ကမိန်းကလေးသားဖာအားဘိုးကျအနိုင်ကျင့်ရန်အစပြိုးနေကြတာကိုတွေ့မြင်ရပါလျက်မိမိတို့နဲ့မဆိုင်တဲ့ကဲ့သို့လက်ပိုက်၍ကြည့်နေကြပါလေငပြောလေးရဲ့နောက်မီးပေါ်ကမိန်းကလေးဟာရှက်ချင်းဒေါသထွက်ချင်းတို့ကြောင့်အသားများတဆက်ဆက်တုံးနေပါတယ်ထို့ကြောင့်ဆူလမန်အားထိုမိန်းကလေးကခွေးသားလောင်မျိုးနဲ့ခွေးမျိုးရီရီရရမလို့နဲ့ဓာတ်နဲ့ရင်ဝထိုးချလိုက်ပြီဘာမှတလဲငပြောကျွန်းခက်တရသူစစ်စစ်လို့ဆိုကာငပြောကင်လှီတော်ဓာတ်ကိုကြစ်ကြစ်ပါအောင်စုပ်ထားလိုက်ပါတယ်
၎င်းတို့နဲ့လေချင်းကဲ့ရဲ့ရှိသောမောင်ကြောက်ပွင့်မှာမူဓာတ်ဆက်ကိုဖွင့်မြဲဖွင့်လျက်ရှိပါလေ၎င်းရဲ့ဓာတ်ဆက်မှာလေအိန္ဒိယမတ်စိန်မုံတီဆိုထားသောငယ်ရစ်မောင်ကြီးပေါ်ပင်ကိုခိုင်းတာရအောင်လို့မျောမြင်သလိုတိုင်းထွာကြပါတော့နှိုင်းစာကရှင်ရင်ဖြင့်တိမ့်စရာရှိတာတွေအိန္ဒိယအဆွေကိုတော့မြစ်တာထားအထက်ပါအတိုင်းမတ်စိန်မုံရဲ့တခြင်းသာဟာထွက်ပေါ်နေပါလေအရေးထဲမှာအရာပေါ်ဆိုတဲ့စကားအတိုင်းမောင်ကြောက်ပွင့်ရဲ့ဓာတ်ဆက်ဟာအကြောင်းထက်ကအိန္ဒိယအဆွေကိုတော့မြစ်တာထားချစ်မာလားအိန္ဒိယအဆွေကိုတော့မြစ်တာထားချစ်မာလားဟု၍အဆက်မပြတ်မြည်နေပါလေထို့ကြောင့်ဆူလမန်ကမောင်ကြောက်ပွင့်ရဲ့တမန်ဘက်ကိုလှည့်ကာဟေးဒီတမန်ဘာတမန်လဲလို့မေးလိုက်ပါတယ်တေသားတမန်လို့မောင်ကြောက်ပွင့်ကဆက်လက်ဖွာရင်းပြန်ပြောလိုက်ပါတယ်နောက်တာလားလို့ဆူလမန်ကမေးလိုက်ပါတယ်ရေတက်ဆောင်မှုလို့ရေကတော့နည်းနည်းနောက်တယ်တော်တော်ကြာကြည်သွားမှာပါလို့ပြန်ပြီးပြောလိုက်ပါတယ်ဘလို့ကောင်လဲလို့ဆူလမန်ကလှမ်းပြီးမေးလိုက်ရာမောက်စိတ်တဲ့အကောင်ဆိုတော့စိတ်ပဲဖြစ်မှာပေါ့ကွာလို့မောင်ကြောက်ပွင့်ကပြန်ပြောလိုက်ပါတယ်မောင်ကြောက်ပွင့်ရဲ့စကားကိုကြားရသောအနီးပါးကတမန်သမားများဟာဝါကနေရီမောကြပါတယ်မောင်ကြောက်ပွင့်ရဲ့ဓာတ်ဆက်မှာလဲအကြောင်းထန်နေသောတခြင်းစာသားကထွက်ပေါ်နေပါတယ်အိန္ဒိယအဆွေကိုတော့မြစ်တာထားချစ်မာလားအိန္ဒိယအဆွေကိုတော့မြစ်တာထားချစ်မာလားဆူလမန်ဟာရှက်လဲရှက်ဒေါသလဲအလွန်ထွက်သွားပါတယ်ထို့ကြောင့်ဟေးတော်သားမင်းငါအကြောင်းမသိသေးဘူးထင်တယ်လို့ပြောပါတယ်ငါနာမည်ကြောက်ပွင့်ကွာတော်သားမဟုတ်ဘူးလို့မောင်ကြောက်ပွင့်ကပြန်ပြောလိုက်ပါတယ်ကြောက်ပွင့်မှုလို့ပဲကွာရဲပွင့်များဆိုဘလောက်များမရဲမလဲမသိဘူးလို့ဆူလမန်ကပြောလိုက်ပါတယ်အေးဟုတ်တယ်မသေးမချင်းမှတ်ထားကောင်းကောင်းမွန်မွန်ရောင်းဝယ်ဖောက်ကားစားတောင်းနေတဲ့မြန်မာမိန်းကလေးတွေကိုကြောက်ပွင့်ရှိမှစော်ကားမယ်မကြမ်းနဲ့ကြောက်ပွင့်ဆိုတာရက်နဲ့ကြောက်တဲ့ကြောက်ပွင့်မဟုတ်ဘူးကြောက်ခဲလို့မာတဲ့အတွက်ရက်ပင့်နဲ့ကြောက်တဲ့ကြောက်ပွင့်တပွင့်လည်းရှိတယ်မှတ်ထားမဟုတ်စေလို့ဆိုကာမောင်ကြောက်ပွင့်ဟာထိုင်နေစလိတ်တောက်နေရကဓာတ်ဆက်ကိုမပြီးဓာတ်ဆက်ကနေလဲအိန္ဒိယအဆွေကိုတော့မြစ်တာထားချစ်မာလားဟုမြည်လျက်ပင်မောင်ကြောက်ပွင့်ရဲ့လက်ထဲမှာပါလာပါတယ်ထို့နောက်မောင်ကြောက်ပွင့်ဟာဓာတ်ဆက်ကိုကန်လျက်တစ်ဖက်မှာရှိတဲ့ငပြောတမန်ရဲ့နန်းကိုခြေတစ်ဖက်နဲ့နင်းကအိန္ဒိယအဆွေကိုတော့မြစ်တာထားချစ်မာလားဓာကြီးနဲ့ချစ်ပြီဟေးလို့ဆိုကာဆူလမန်ရဲ့ခေါင်းကိုဝမ်းကနေရိုက်ချလိုက်ပါတယ်ဆူလမန်လည်းမထင်မှတ်တဲ့အချိန်အရိုက်ခံလိုက်ရတာကြောင့်လဲကျသွားပါတယ်ကြောက်ပွင့်ဟာတက်ကိုယူပြီးဆူလမန်ရဲ့မျက်နှာကိုငရုပ်စုံထောင်းတဲ့ကဲ့သို့တက်နဲ့ထောင်းချလိုက်ရာဆူလမန်ဟာအလားလို့အော်ဟစ်ခါငြိမ်ကျသွားပါတယ်ထို့နောက်တွင်ကဆူလမန်ရဲ့တပည့်များအားမောင်ကြောက်ပွင့်ဟာတက်နဲ့လိုက်ခုတ်ပါတယ်ထောင်းပါတယ်ကော်တယ်ပင့်ပြီးရိုက်တယ်ထို့ကြောင့်ဆူလမန်ရဲ့တပည့်များလည်းအမလေးအဖလေးអော်ပြီးလဲသူလဲပြေးသူပြေးကြပါလေထိုအခါမောင်ကြောက်ဝင်ဟာကမ်းပေါ်ကိုတက်ပြီး၎င်းရဲ့လှော်တက်ကြီးကိုကင်မြောက်ခါအတန်နဲ့ကြီးနဲ့အောက်ပါတိုင်းကျွေးကြော်လိုက်ပါလေကမ်းနားစိတ်မှာလူမိုက်ရှိသေးလားကြောက်ပွင့်နဲ့တွေ့မယ်တက်စာကျွေးပြမယ်လူမိုက်မရှိတော့ဘူးဇက်ထုတ်တဲ့မောင်ကြောက်ပွင့်ပဲလူမိုက်လို့ပါလို့ဝိုင်းဝန်းအော်ဟစ်ပြီးထောက်ခံကြတယ်များထွက်ပေါ်လာပါလေအေးဟုတ်တယ်ဆူလမန်တို့လိုကောင်းဒီလူမိုက်လို့တာမခံဘူးကြောက်ပွင့်မိုက်တော်မယ်လို့မောင်ကြောက်ပွင့်ကရင်ကောင်းတန်ကြီးနဲ့အော်ဟစ်လိုက်ပါတယ်နောက်နေ့မနေ့မိုးလေးတဲ့အခါတိုင်းမူပုံစိမ့်တန်မန်များဟာရေတက်လာတာနဲ့အမျှအရှိုးရှိုးထွက်ခွာသွားကြပါတယ်မောင်ကြောက်ပွင့်ရဲ့ဓာတ်ဆက်ကလေးမှမူဆူလမန်ရဲ့ဥကောင်းကိုရိုက်ချလိုက်တဲ့ဖြင့်ကြေမွပျက်စီးကရွှွနံများပေါ်မှာတင်နေပါတယ်ရေတက်လာသောအခါချိုးကွဲပြက်ကြေမွနေသောဓာတ်ဆက်အစိပ်ပိုင်းများမှအချို့ဟာရေမာနစ်မြုပ်သွားပြီးအချို့မှမူရေမာနစ်မြုပ်မသွားပဲရေပေါ်မှာဘောလုံးမျိုး၍ရေစည်းနဲ့အတူပါသွားကြပါလေထိုအချိန်ကစပြီးကုံစိမ်းတန်းတမန်ထိတ်၌ရက်ဆက်ဖွင့်သောတမန်ကလေးတစ်စီးဟာတိမ်မြုပ်ပျောက်ကွယ်သွားပါတော့လေထို့နောက်အချိန်ကာလအားဖြင့်များစွာမကြာမြင့်မီကုံစိမ်းတမန်များစိုက်ကရာစိတ်ကန်းအနည်းရှိကာကာလက်ဖက်ရည်ဆိုင်အတွင်း၌လူငယ်တူဟာထိုင်၍လက်ဖက်ရည်တောက်နေပါလေလက်ဖက်ရည်ဆိုင်ရှင်ကာကာကဓာတ်ဆက်ကိုဖွင့်ပါလေထိုအခါလူငယ်ကဟေးကာကာမင်းဓာတ်ဆက်ကိုပိတ်ထားလိုက်လို့ဆိုသည်ဖြင့်ကာကာဟာကြောက်ကြောက်ရွံ့ရွံ့နဲ့ဓာတ်ဆက်ကိုပိတ်လိုက်ရပါတယ်လက်ဖက်ရည်ဆိုင်မှာထိုင်ပြီးဂျာမနီပြည်ကဟစ်တလာကြောင်းပြောနေတဲ့သူတို့ကထိုလူငယ်အားလှမ်း၍ကြည့်ကြပါတယ်ထိုအခါထိုလူငယ်လေးကဘလို့လဲကိုလူတို့မချင်တာဘူးလားလို့လှမ်း၍မေးလိုက်ပါတယ်ထိုလူတို့ကတစုံတရာမပြောဘဲခေါင်းကိုပြန်၍ငုံထားကြကုန်ပါတယ်လူငယ်ကထိုလူတို့အားလူမိုက်ကြောက်ပွင့်ဆိုတာကျုပ်ပဲလူမိုက်လို့ရှင်လို့လောရတာမဟုတ်ဘူး
ကျုပ်တို့လိုမြန်မာမျိုးသားတွေကလူမိုက်တွေမရှိရင်ဆူလမန်တို့လိုလူမျိုးသားလူမိုက်တွေပေါ်လာလိမ့်မယ်ခမည်းတော်ပြောနေတဲ့ဂျာမနီပြည်ကဟစ်တလာကကျုပ်တို့ကိုချက်ချင်းလာပြီးဒုက္ခမပေးနိုင်ဘူးဆူလမန်တို့လိုကောင်တွေကမှမြန်မာမျိုးသမီးတွေကိုဖျက်ဆီးမယ်အဲ့ဒါအနည်းကရန်သူပဲဒါအောင်မစင်းစားပဲနဲ့အဝေးကြီးကဟစ်တလာကြောင့်စဉ်းစားနေတဲ့အလန်းကျယ်အလဲလက်သမားတွေပဲခမည်းတော်အခုဒီဆိုင်ထဲကထွက်သွားကြလို့ပြောလိုက်ရာပင်နီဝတ်ထားသောဟစ်တလာကြောင့်စိတ်ဝင်စားသူနှစ်ဦးဟာသတင်းစာကလေးများကိုလက်၍ကိုင်ကာဆိုင်ထဲကနေကတော့ကမျောထွက်သွားကြပါတယ်အတော်တန်ဝေးသောနေရာကိုရောက်လျင်တူသောသူကအရင်ရှင်စနစ်ရဲ့အမွေဆိုးတွေပေါ့ဗျာလို့ပြောရာဂျန်တူကဒီလိုပြောလို့လည်းဖြစ်သေးဘူးဗျလူမိုက်ဆိုတာညက်နှဖြူအုပ်ချုပ်ရေးအာဏာကိုနီးကိုဟန်နဲ့တစားချင်းဖဲ့ယူနေတဲ့လူတစ်မျိုးပဲကျုပ်ကတော့ထောက်ခံနေသလိုတောင်ရှိတယ်လို့ပြောလိုက်ပါတယ်ထိုအချိန်၌လွန်စွာခံကြသောဥရိယရှိတဲ့အသက်40ကျော်အရွယ်လူကြီးတူဟာကာကာဆိုင်တွင်ကိုဝင်လာပြီးမောင်ကြောက်ပွင့်ထိုင်ရရှိသောဇပွဲမှာဝင်၍ထိုင်ကာမောင်ကြောက်ပွင့်အားပဇွန်တစ်ခုကိုပေးပြီးမောင်ကြောက်ပွင့်ရဲ့တက်တီကိုအားကိုးလို့လာခဲ့တာပဲအခုကျုပ်ပေးတဲ့ပစ္စည်းတွေကဆက်လက်ဖို့တော့ပဲရှိပါသေးတယ်ကျုပ်ခိုင်းတာကအောင်မြင်ရင်ဒီထက်မကရပါစေမယ်ကျုပ်ကိုလည်းမှတ်ထားပါအများကတော့ဆရာကြီးလို့ခေါ်ကြပါတယ်ကျုပ်ကဒီကောင်ကိုရှင်းနေတယ်လို့ဆိုကာဓာတ်ပုံတစ်ပုံကိုထုတ်ပြီးမောင်ကြောက်ပွင့်အားပြပါတယ်မောင်ကြောက်ပွင့်လဲထိုလူကြီးပြသောဓာတ်ပုံကိုကြည့်ပြီးနေရင်ထိုဓာတ်ပုံအားလူကြီးရဲ့လက်ထက်ပြန်ထည့်ပြီးရင်လူတတ်တာလွဲပါတယ်ဒါပေမဲ့ခမည်းခိုင်းတာကြုံမလို့နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ခမည်းပြတဲ့ဓာတ်ပုံကမြန်မာတယောက်ရဲ့ဓာတ်ပုံဖြစ်နေလို့ပဲလို့ပြန်ပြီးပြောလိုက်ပါတယ်လူကြီးလဲမောင်ကြောက်ပွင့်အားတစုံတစ်ခုကိုပေးပါတယ်ထိုရာဟာဂရီဘာအိတ်အနီကလေးဖြစ်ပါတယ်ဒီမှာမောင်ကြောက်ပွင့်မောင်ရင်ဟာတန်ဖိုးမရှိပဲလူမိုက်ဖြစ်နေတာကိုကျုပ်ကတန်ဖိုးရှိအောင်မောင်ရင်ရဲ့မိုက်ကုံကိုရွှေအစ်စ်နဲ့လာပြီးတိတ်တင်ပေးတာပဲလို့ပြောဆိုကမောင်ကြောက်ပွင့်ရဲ့လက်ထဲသို့ဂရီဘာအိတ်အနီလေးကိုထည့်၍ပေးလိုက်ပါတယ်ထိုအခါမောင်ကြောက်ပွင့်ဟာခမရထွက်သွားပါခမရရဲ့ရွှေကိုလည်းအပြင်မှာကောက်သွားပါလို့ဆိုကာဂရီဘာအိတ်ကလေးအားဆိုင်ပြင်သို့ဦကနေပြတ်ထုတ်လိုက်ပါတယ်ထိုအခါ၌လူကြီးဟာမချီပြုံးကနေရာကထားပြီးဆိုင်ကလေးတွေကထွက်သွားပါတယ်ထို့နောက်မောင်ကြောက်ပွင့်လွှတ်ပြလိုက်သောဂရီဘာအိတ်ကလေးအားကောက်ယူကာမလန်းမကန်းမှာရထားတဲ့အော်စတင်ကအနက်ကလေးစီပေါ်ကိုတက်သွားပါတော့တယ်ထိုအချိန်၌ငွေနှဲကြီးမှုတ်လိုက်တဲ့အတန်နဲ့ဒူသောဒယောသန်ဟာဆိုင်ရှိဒဇက်မိအောက်ကထွက်ပေါ်လာပါတယ်ထိုဒယောသန်နဲ့အတူအင်ကြီးအဝတ်စားစုပ်စုပ်ပြက်ပြက်ဝှေ့၍လွယ်အိတ်စုပ်ကြီးလွယ်ထားသောလူကြီးရဲ့တချင်းတန်အော်ကြီးကိုလည်းအောက်ပါအတိုင်းကြားလိုက်ရပါတယ်တန်ကအတရထအမြည်တွင်တဲ့တကောင်းပြည်ကြီးမှာမင်းဆက်ပေါင်းက3ကြိမ်3ယောက်ရှိခဲ့ဦးပါတယ်အဲ့ဓာဒီမြမဖြစ်တယ်သူ့ဗန္ဒရာတိုင်းရွှေလေကိုင်းအရက်ကပြူကန်းရန်တတ်တို့အညီမုရုစိတ်တဘရင်ဇဘူအောင်ချာတေသောကွန်ကြီးအဲ့ဓာဒီမြမဖြစ်သည်မြမဆိုရာအလွန်မာသည်တတ်တိအလွန်ပြောင်းခဲ့သည်မမနာမလို့မဟုတ်မခံအဲ့ဒီစိတ်ဟာမြမစိတ်ဖြစ်သည်